မင်္ဂလာပါရှင်ကျမတို့ပောင်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ချက်မခုံးဒေသမှလူငယ်များကိုစစ်တင်တန်းစင်းပါကအရာရှိတန်းပေးမိဟုဆိုကဗမော်ရှေတန်းပို့ဆောင်မှုကြောင့်လူငယ်အများအပြားသေဆုံးမှုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်ချီပွေမြို့နယ်ချက်မခုံးဒေသကလူငယ်တွေကိုစစ်တင်တန်းပြီးဆုံးပါကအရာရှိတန်းပေးမိဟုဆိုကစီယုံပြီးဗမော်ရှေတန်းကိုပို့ဆောင်မှုကြောင့်လူငယ်တွေအများအပြားသေဆုံးမှုရှိနေတယ်လို့ချက်မခုံးဒေသခံတအုပ်ကပန်ဝါစကားဝိုင်းကိုပြောပါတယ်KIA ကနေဒေသကလူငယ်တွေကိုစစ်တင်တန်းပြီးတာနဲ့အရာရှိတန်းပေးမယ်ဆိုပြီးစီယုံတယ်စစ်တင်တန်းတလပြီးတာနဲ့လူငယ်တွေကိုဗမော်ရှေတန်းကိုတန်းပို့တယ်အခုဆိုရင်ချက်မခုံးဒေသကလူငယ်10ယောက်လောက်တည်သွားတယ်လို့ကြားတယ်ချက်မခုံးအနီးနားကရွာတွေကလူငယ်တွေလည်းဗမော်ကိုအပို့ခံရပြီးတယောက်မှပြန်မလာနိုင်ဘူးအကုန်သေးတယ်လို့လည်းကြားတယ် KIA ကလူလိုနေတော့တက်သားသေးစုဆောင်ဖို့နှီးမျိုးစုံကိုတုံးနေတယ်အခုဆိုရင်ဒေသကလူငယ်တွေအကုန်ထွက်ပြေးနေရတယ်မပြေးနိုင်တဲ့သူကတော့တော်တယ်ပုံနေရတာပေါ့လို့သူကပြောပါတယ်KIA တို့ကနေဗမော်တိုက်ပွဲမှာကြာဆုံးမှုအလွန်များပြားခဲ့တာကြောင့်ကချင်အထူးဒေသတစ်အတွင်းကလူငယ်လူရွယ်တွေကိုတက်သားသေးစုဆောင်မှုတွေပုံမလှုပ်ဆောင်လာတယ်လို့ပန်ဝါဒေသခံတအုပ်ကပြောပါတယ်KIA ကဗမော်တိုက်ပွဲမှာတော်တော်လေးအထိနာသွားတယ်အခုလူအင်အားရောလက်နက်အင်အားရောနေပါလာတဲ့အတွက်ဒေသရင်းကလူငယ်လူရွယ်တွေကိုတပ်သားသေးစုဆောင်ဖို့ပို့ပြီးလှုပ်ဆောင်လာတယ်2024ခုနှစ်ကတည်းကစပြီးဗန်နံငွေဖြစ်တင်းမှုတွေလုပ်လာတယ်အခုဆိုရင်လက်နက်အင်အားနည်းလာတဲ့အတွက်အခွန်ကောက်တာတွေရောစက်ကြေးကောက်တာတွေပါပို့ပြီးလှုပ်လာကြတယ်ဒါကိုမဖြေရှင်းနိုင်ရင်တော့ဒေသကပြည်သူတွေငရဲကြသလိုဖြစ်တော့မှာဒေသကလူကြီးတွေအနေနဲ့အမြန်ဆုံးဖြေရှင်းပေးပါလို့တောင်းဆိုလိုပါတယ်လို့သူကပြောပါတယ်ဗမော်တိုက်ပွဲမှာ KIA တို့အကြအဆုံးများပြားက KIA PDF AA ရဲဘော်များနဲ့အောက်ပိုင်းမှာ PDF အများအပြားကြဆုံးလျက်ရှိပြီး KIA မှအရာရှိပိုင်းများလည်းကြဆုံးမှုများပြားခဲ့တာကြောင့်ဗမော်မြို့ရင်းကနေစုခွာထွက်ပြေးနေရတယ်လို့ရှေ့တန်းမြေပြင်သတင်းတွေအရသိရပါတယ်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထုသတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုခဏဆောင်လင်းစာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နာတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုထူးပဲကျေးဇူးတင်ပါတယ်။